ဒီနေ့က unboxing အကြီးလုပ်မယ်ပေါ့နော် unboxing ကြီးဆိုတော့လာတဲ့ parcel ဘူးကိုတော့ဒီအိတ်အလှလေးတွေကိုပြောင်းထည့်ထားပြီးတော့ဘာပစ္စည်းတွေဖြစ်လဲဆိုတာကိုအတူတူပြပေးသွားမှာပါ။ဘာလဲကနေဆိုင်းကြီးကိုပို့ပေးလိုက်တယ်ပြီးရ gift တွေအများကြီးကိုပြပေးပါမယ်။ကဲပထမအဆုံးအနေနဲ့ဘာလဲဆိုတော့ Series ထဲကThe Simple series ပေါ့ The Simple series ဆိုတာကအခုလက်ရှိကိုကိုရိုင်းနဲ့ Simple ရဲ့ဒီ coming series ကိုတုံးနေတာ500မိဆိုရင်ကုန်တော့မှာပါအဲ့ဒါလေးကိုမှသူ့ရဲ့ series တွေကဘာတွေပါမှာလဲဆိုတော့ coming toner ပါမယ်နောက်တစ်ခုကကြတော့ lotion ပါမယ်ပေါ့နော်ဒီဘူးလေးတွေကသူ့ရဲ့ပုံစံက simple ဖြစ်ပြီးတော့ပုံစံလေးတွေက aesthetic ဖြစ်တယ်ရိုးရိုးရှင်းရှင်းလေးနဲ့ဘူး packaging လေးမြင်ရတာနဲ့အဲ့လိုမျိုး simple vibe တွေကိုရစေရပေါ့နော်ဒါကသူ့ရဲ့ daily lotion တွေပါ okayအဲ့ဒါဆိုရင်နောက်သူ့ရဲ့ simple series တွေကဘာပါသေးလဲဆိုရင်တိုနာရယ် lotion ရယ်နောက်ခွာကြပါလဲဆို found cleanser လေးရယ်ပါပါတယ်နောက်တစ်ခုပါသေးလဲဆိုရင်တော့ဒါလေးကတော့ကြိုက်ဆုံးအရန် try ကျင်နေတဲ့ဟာလေး simple series တွေက relief water cream လေးပါ watery type cream လေးတွေဆိုရင်သဘောကျတယ်ဒီ simple series ကဆိုရင်လည်းကိုယ်အကြိုက်ဖြစ်တဲ့အတွက်ကြောင့်ဒီဟာလေးဆိုရင်လည်းသုံးချင်နေပြီပေါ့နော်ဒါလေးက simple series လေးရဲ့watery cream လေးရဲ့ texture လေးကိုဆိုရင်စမ်းပြပါမယ်။အေးနေရပဲလက်ပေါ်တင်လိုက်တဲ့အချိန်မှာပေါ့နော်။အေးလေးနဲ့ဒီမှာ watery type လေးပေါ့နော်ဒါလေးပါ။အဲ့ဒါဆိုရင် तू ကဒါသူပို့လိုက်တဲ့အချိန်မှာအများကြီးပို့လိုက်တာဒီဟာကျတော့ simple series လေးတွေကိုအရင်ပြသွားပြရပါ။နောက်တစ်ခုကဘာပါသေးလဲဆို hyaluronic lotion လေးပေါ့နော် hyaluronic lotion လေးရယ်နောက်တစ်ခုကကြတော့ hyaluronic ampoule skin လေးရယ် hyaluronic ampoule skin ရယ် lotion ရယ်နောက်တစ်ခုကhyaluronic ampoule serum ပါသူက simple series ဆက်လိုက်လဲပေးလိုက်ပို့လိုက်တယ်လို့မျိုးဒီမှာကကြတော့ hyaluronic series ဆက်လိုက်ကိုလည်းပို့ပေးလိုက်ပါတယ်နောက်တစ်ခုကကြတော့ဗာလေးကြံသေးလဲဆိုတော့ Sinus ထဲကနေ first treatment access အရန် high နေတဲ့ဒီဟာလေးဒါလေးကိုလည်း try ချင်နေရပါဒီဘူးပုံမျိုးတော့ဖွင့်ပြလိုက်မယ်နော်ဒါကကြတော့ဒီမှာပါ treatment access လေးပါ SK2 ရဲ့ tube လို့တောင်ပြောကြတဲ့ဒီ treatment access လေးကိုလည်းမကြခင်မှာ try ပြီးလို့ရှိရင်တော့ပြပါမယ်ပြီးရင်နောက်တစ်ခုကဘာလဲဆိုတော့ဒါလည်းလုံးဝနာမည်ကြီးနေတဲ့သုံးချင်နေတဲ့အရာလေး150 shot booster serum လေးပါ Sinus ရဲ့ product line တွေကအရန်ကိုသူကရိုးရှင်းပြီးတော့ဆင်ရိုးလို skin type တွေနဲ့လည်းသုံးရတာအဆင်ပြေစေမယ် product line တွေကိုတွေ့ရတယ်နောက်ပြီးတော့ဒီ booster ဒီ shot လေးဆိုရင်လည်းစနေ shot လေးတွေအရှိမ try ဖို့တာမရှိဘူးဒါလေးကိုအရန် try ချင်နေတာဖြစ်တဲ့အတွက်ဒီဟာနဲ့ဒီ treatment series လေးကိုတော့မကြခင်မှာ try ပြီးတော့ပြန်ပြောပြပါမယ်ဆိုတော့ဒီမှာပါအရန်သဘောကျတဲ့ product လေးတွေကိုပို့ပေးတယ် Sinus မြန်မာကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်